မြန်မာနိုင်ငံမှာရှိတဲ့ထူးထူးခြားခြားလုံးဝကိုမှတောင်တွေနဲ့ဝင်းရံပြီးတော့တောင်ပတ်လဲတွေကနေပြီးတော့တွားရတဲ့မော်တင်မျိုးကိုငင်းတို့ကတောင်းမှာပဲဖြစ်ပါတယ်။ငင်းတို့မှာကတော့မိသားစုတွေအားလုံးစုပြီးတော့ကိုလေးကျေးဇူးနဲ့ရဖြစ်ခဲ့တာပါ။ဒါကကြတော့အိမ်ကနေထွက်တာဆိုရင်3နာရီခွဲ4နာရီလောက်ရှိမယ်ချင်းနဲ့ငိမ့်ထတာဆိုရင်2နာရီခွဲကလေးကထပြီးတော့ပြည့်စင်နေတာပေါ့ငိမ့်ကတော့တလန်းလုံးအိပ်ပြီးတော့လိုက်ခဲ့ရပါကိုဆိုရင်တော့မနေ့မိုးလင်းသွားပါပြီပြီးတော့ဒီ AR တိုင်းဘက်ဝင်တဲ့အချိန်မှာပေါ့နော်ဒီအမင်လိုမျိုးအဝါရောင်နဲ့စိမ်းအောင်နဲ့ရောထားတဲ့ပင်ပါပင်လေးမသိပါဘူးကိုဆိုရင်တော့မြို့ထဲကိုရောက်နေပါပြီတလန်းလုံးပဲအိတ်လိုက်ထိုင်လိုက်အစားစားလိုက်နဲ့တလန်းလုံးကားစီးသွားပါတယ်ပြီးတော့အဲ့ဒီမော်ဒီဇိုဘက်ကိုသွားတဲ့ဘက်ကိုရောက်တဲ့ချိန်မှာကျတော့ငင်းကကျတော့လုံးဝကိုမနိုင်တော့ပါဘူးကားတွေမူးတာမှလုံးဝကိုမလိုက်ချင်တော့ဘူးပေါ့နော်သူကလေအကွေ့ကောက်လေအရမ်းများတာပဲကြိုက်ထီကိုတက်တောင်မှဆိုးတယ်ပေါ့နော်တောင်တွေပက်ပြီးတော့သွားရဆိုတော့လေပြီးတော့ခီးရလေမနေ့ကနေညနေထီကိုမောင်းရတာပေါ့နော်ခုဆိုရင်တော့နေ့လယ်စာစားမဲဆန်ကိုရောက်ပါပြီငင်းရဲ့ချိန်နေလေးကြည့်လိုက်ပါအောင်လုံးဝကာမမူးတဲ့ငင်းတောင်မှလုံးဝမခံနိုင်ဘူးပေါ့နော်ကျန်တဲ့သူတွေလည်းမခံတော့မခံနိုင်ဘူးဒါပေမဲ့ငင်းတော့တော့မဖြစ်ပါဘူးခုဆိုရင်တော့အရန်ကိုမှရောက်ချင်နေတဲ့အဲ့ဒီဖျားကိုရောက်ပါပြီ။ဖျားမြင်မရနဲ့ဇက်လန်ကမပြီးသေးပါဘူး။ညီတို့ကအဲ့ဒီမှာရှိရဲ့ရွာဘက်ကိုဆင်းပြီးတော့ပင်လယ်စာတွေတောက်ရမှာပဲဖြစ်ပါတယ်။သူတို့ရဲ့နေရာလေးတွေကအေးအေးချမ်းချမ်းလေးနဲ့နေထိုင်ဖို့အတွက်လုံးဝကောင်းမဲ့နေရာလေးပေါ့နော်။ကဲအခုဆိုရင်တော့တလန်းလုံးကားမူးလာသမျှဒီနေရာကိုရောက်တာတက်မတန်ဆုံးပြတ်ဖို့အတွက်အချိန်လေးရလာပါပြီ။အခုမှတန်လားမေးတော့အရန်တက်နေပြီလို့ပြောလိုက်တာနဲ့တအုပ်လုံးကအရင်နေပါရဲ့။ဒီမြေခွင်းကိုကြည့်ပြီးတဲ့အချိန်မှာကားမူးရတွေပြတ်သွားပြီးတော့နောက်တစ်ခါတော့မှလာချင်းစိတ်ဖြစ်သွားပါတယ်။ဟိုဘက်ကနေကျင်တိတ်မလာပေမဲ့ဒီဘက်ကန်းချေဘက်ကိုသွားလိုက်ရင်ပေါ့နော်အရန်လှတာပဲ။ငင်မရိုက်ခဲရတဲ့အရန်လှတဲ့မြေခွင်းတွေလည်းရှိတယ်။ဘလို့လဲဆိုတော့သူကလေလှေတွေတပုံကြီးတန်းစီပြီးတော့ရှိနေတဲ့နေရာတွေလည်းရှိတယ်။အဲ့လိုမျိုးအရန်လှရဲ။ဒါကကြတော့ရွာထဲကိုသွားဖို့အတွက်ခက်ခဲလမ်းဖြတ်နေရပါရန်ကုန်ဘက်ကနေဆင်းလာတာဆိုတော့ငင်းတို့ကပေါ့နော်ဒီမော်တင်ဆိုကိုဝင်ပြီးတဲ့တလျှောက်လုံးမှာလုံးဝအိမ်တွေဆိုတာလေအကြာကြီးနေမှာအိမ်တဆောင်အကြာကြီးနေမှာအိမ်တဆောင်မြင်ရတာပေါ့နော်အခုမှပဲရွာကိုရောက်ပါလားဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားတယ်ပလိုက်ရတဲ့တောင်တွေကလည်းမနှဲတော့လေဒါကတော့ပင်လယ်စာတွေဝယ်မဲ့နေရာကိုရောက်ပါပြီအဲ့ဒီမှာပြည်ချင်းငါးတွေရောပစုံတွေရောပြီးတော့ကင်းမွန်တွေရောအများကြီးပဲပေါ့နော်ဒါရေဝဲလေးပါသေးငင်းတို့လာလူကလည်းများတယ်ဆိုတော့ဝယ်လိုက်တာမှနဲရမဟုတ်ဘူးအများကြီးပဲပေါ့နော်အခုဒီမှာပြထားတဲ့ဟာတွေကတော့အရင်ဦးဆုံးရွေးနေရပေါ့နော်ဘယ်ဟာတွေယူမယ်ဘယ်ဟာတွေယူမယ်ဆိုပြီးတော့ဒါဆိုရင်တော့ငင်းတို့အချင်းနဲ့တို့စားဖို့အတွက်ဝယ်ပါခဲ့စုစုပေါင်းအားလုံးမှာခုဆိုရင်တော့လူကြီးတွေကစားစာတွေလုပ်ပေးပြရတဲ့ငင်းတို့ကကြတော့အချောင်စားလိုက်ပါတယ်